Megon, Patma Megon in there, US State Department, a coup, Twiso, Sunijinga, a Pika Yasei, Sunu, Belomia, Jota Yamu, Shilling Melu, Belo, Badu, Nolin Taba, the Le, Sura, Mijimale. US ကိုရောက်တဲ့ခါကျတော့ State Department ကဌာနအသီးသီးနဲ့တော့၎င်းအခြားသောတွေ့ဆုံမှုလိုအပ်တဲ့ခေါင်းဆောင်များလည်းကျွန်တော်တွေ့ပါတယ်18ရက်နေ့မှာတော့ကျွန်တော် UN ကိုတွားပြီးတော့ကျွန်တော်တို့အရေးမှာပါဝင်ဆောင်ရွက်ပေးနေတဲ့ Mr. Nambia ကိုကျွန်တော်တို့နောက်ဆုံးအခြေအနေကျွန်တော်တို့သူ့ကိုတင်ပြတယ်အဲ့တော့ကျေးဇူးတော်ကြောင့်ပဲကျွန်တော်တို့ Mr. Nambia ကိုတွားပြီးတင်ပြတဲ့နေ့မှာပဲ Security Council ရဲ့အစည်းအဝေးရှိနေတာအဲ့တော့သူကအဲ့မှာပြန်ပြီး briefing လုပ်တယ်မြန်မာနိုင်ငံအကြောင်းက2 နာရီလောက်ကြာတယ်လို့ပြောတယ်အဲ့တော့ဒီမှာတွေ့ဆုံပြီးတော့ကျွန်တော်တို့ရဲ့အရေးများကိုပြောတဲ့အခါမှာတနိုင်ငံလုံးပြစ်ခတ်ရစေရေးကိုအာမခံချက်ရှိနဲ့ဆောင်ရွက်နိုင်ဖို့မျှော်လင့်တာဖြစ်ပါတယ်ဒီလိုအကျိုးတရားမှုရှိအောင်လည်းကျွန်တော်တို့ကပုံပွင့်လင်းလင်းပဲဒီမှာရှိတဲ့အစိုးရပုဂ္ဂိုလ်များနဲ့အခြားသောတည်တည်တဲ့သူများကိုကျွန်တော်ပြောပါတယ်ဘယ်လိုအကျိုးတရားမှုရှိမလဲလို့စဉ်းစားတဲ့အခါမှာကျွန်တော်တို့ဖြစ်စေချင်တာကဒီတနိုင်ငံလုံးပြစ်ခတ်ရစေးကိုအမခံချက်ရှိနဲ့ခိုင်မာမှုရှိကျွန်တော်တို့ချုပ်ဆိုဖို့ဖြစ်တယ်ဒုတိယအချက်ကတော့စာချုပ်ပြီးရင်ကျွန်တော်တို့ကနိုင်ငံရေးဆွေးနွေးပွဲများကိုအထိပ္ပယ်ရှိတော့တာမန်ဆွေးနွေးတာမျိုးမဟုတ်ဘဲနဲ့တကယ်အထိပ္ပယ်ရှိတဲ့နိုင်ငံရေးအဖြေရှာနိုင်တဲ့နိုင်ငံရေးဆွေးနွေးမှုများဖြစ်ဖို့အတွက်ဒါအထောက်အကူရနိုင်မယ်လို့မျှော်လင့်တာဖြစ်တယ်ဥပမာကျွန်တော်တို့ဒီ joint monitoring ကိုဖွဲ့စည်းတဲ့အခါမှာအောက်ခြေမှာလွတ်လပ်သောစောင့်ကြည့်ရေးအဖွဲ့များလိုအပ်တယ်လို့အပေါ်မှာစစ်စစ်ရေးအဖွဲ့များလိုအပ်ပါတယ်ဒီလိုအခြေအနေမျိုးမှာနိုင်ငံကြီးများကနေပြီးမှအကြံဉာဏ်ပေးဖို့လိုအပ်တဲ့အကူအညီများပေးဖို့သူတို့ကိုယ်တိုင်ပါဝင်ပြီးအစီအစဉ်တစ်လျှောက်လုံးမှာကျွန်တော်တို့ကိုအကူအညီပေးနိုင်ဖို့အထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ်ဒီလိုဖြစ်အောင်လည်းကျွန်တော်တင်ပြထားတာဖြစ်တယ်လို့ဖြေကြားချင်ပါတယ် Now, we go to Kuarapi, the below Pika Yasay, looked at Chima, Nejazam, Tatamia, Anita, Tobia, Piva. Nejazam, Takaro, Jolo, the Chimpine Maratayan, Toyin Shide. Jolo, can you check out? Nejazam, the Pitu Sisura, Yamatamdo, is a by Chipare. ဒါကြောင့်မို့လို့ကျွန်တော် KIO ကလွန်ခဲ့တဲ့နှစ်လောက်မှာပဲကချင်လူမျိုးကိုကာကွယ်တဲ့တပ်ကတော့ KIA တပ်ပဲရှိတယ်လို့ကျွန်တော်ကြေညာချက်ထုတ်ပြန်ခဲ့တယ် BGF မှာကချင်လူမျိုးများလက်နက်ကင်ပြီးမှရှိတယ်ကချင်ပြည်သူ့စစ်အဖွဲ့ရှိတယ်တို့တော့လည်းပဲဒီအဖွဲ့တွေအားလုံးကမြန်မာတပ်မတော်ရဲ့အစိတ်ပဲဖြစ်ပါတယ်ဒါကျွန်တော်ခံယူချက်ဖြစ်ပါတယ်တချင်ချင်းမှာနိုင်ငံရေးအရ ကချင်ပြည်နယ်မှာနေကြဆောင်တပ်တွေရှိဖို့လိုပါတယ်။သို့တော်လည်းပဲဒီနေကြဆောင်တပ်များကိုကုတ်ကဲမှုကတော့ကချင်ပြည်နယ်အစိုးရကကုတ်ကဲမှာလားမြန်မာတပ်မတော်ကကုတ်ကဲမှာလားဆိုတဲ့အပိုင်းကတော့နောက်ဖြစ်လာမယ့်နိုင်ငံရေးမှာကျွန်တော်ဆွေးနွေးချင်ပါတယ်။ဒါကြောင့်လည်းသဘောထားဖြစ်တယ်။အခုချိန်မှာတော့တချို့နေရာတွေမှာနေကြဆောင်တပ်တွေကတိုက်ပွဲမှာပါဝင်တာရှိပါတယ်။တိုက်ပွဲမှာမပါဘဲနဲ့နေစားဆောင်တက်တဲ့နေရာတွေမှာကျွန်တော်တို့လည်းဝေရောက်ပြစ်ခတ်တာမျိုးမရှိပါဘူးဒါကျွန်တော်ရဲ့ BGF နဲ့ဒီပြည်သူ့စစ်ပေါ်မှာရှုမြင်တဲ့အပိုင်းတစ်ပိုင်းဖြစ်ပါတယ်အဲ့လိုပဲဖြေချချင်ပါတယ်နောက်တစ်ခုအနေနဲ့တော့ KIO ရဲ့လှုပ်ရှားမှုအတွက် international အားပေးမှုနဲ့ထောက်ပံ့မှုရရှိခဲ့လားရရှိလို့ဆိုရင်ဘယ်နည်းနဲ့ရရှိခဲ့တယ်လဲဘယ်လိုအကျိုးရှိခဲ့ပါသလဲ KIO ကိုစပြီးတည်ထောင်တဲ့အခါမှာကချင်လူထုရဲ့စံတအရကချင်တက္ကသိုလ်ကျောင်းသားများကဥဆောင်ပြီးမှထူထောင်ခဲ့ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံဟာတကယ်ပဲအင်အားကြီးနိုင်ငံတစ်ခုရဲ့ကြားမှာတည်ရှိတယ်ကျွန်တော်တို့အထူးသဖြင့်ကျွန်တော်တို့ကချင်ပြည်နယ်ဟာဆိုရင်တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့အိန္ဒိယနိုင်ငံကြားမှာရှိနေတာ
တခါတလေမှာကောင်းသလိုတခါတလေမှာလည်းတော်တော်ကြွားကြပါတယ်ကျွန်တော်တို့နိုင်ငံတကာကKIOရဲ့လှုပ်ရှားမှုကိုအားပေးသလားလို့မေးရင်ကျွန်တော်တို့ကအားမပေးဘူးလို့ပဲဖြေရမှာအခုတိုက်ပွဲတွေဖြစ်လာတဲ့ခါကျမှမင်းတို့တိုက်ပွဲမဖြစ်နဲ့လို့ပြောကြတယ်ဒါကြောင့်ကျွန်တော်တို့ကနိုင်ငံတကာကိုပြောတာကဘာဖြစ်လို့တိုက်ပွဲတွေဖြစ်ရတယ်လဲမြန်မာနိုင်ငံကတိုင်းသားတွေအားလုံးဘာဖြစ်လို့လက်နက်ကင်ရတယ်လဲကဘာမှာဘယ်မှမရှိတဲ့ကျောင်းသားတတ်မလို့ဆိုတာကျွန်တော်တို့နိုင်ငံမှာပဲရှိတယ်လို့ကျွန်တော်ကထောက်ပြတယ်ဒါကြောင့်မို့လို့KIOရဲ့လှုပ်ရှားမှုကိုအားပေးသလားလို့မေးရင်တက်တက်ဖြေရရင်ဘယ်သူမှအားမပေးပါဘူးဒါပေမဲ့ဖြန့်ဖြေဖို့ကတော့အားလုံးအဆင်သင့်ရှိတယ်အခုဒီပလိုမတ်တွေကျွန်တော်ကပြောတယ်မြန်မာနိုင်ငံမှာလို့နိုင်ငံခြားကမြန်မာနိုင်ငံကျွမ်းကျင်သူလို့မိမိကိုမိမိတတ်မှတ်ထားတဲ့လူတွေရန်ကုန်မှာအယောက်300လောက်ရှိပါတယ်လို့အဲ့တော့ hope process မှာဒီလူတွေဘယ်လိုပါလာမလဲဆိုတော့ကျွန်တော်တို့လည်းစောင့်ကြည့်နေတယ်ချုပ်ပြီးပြောရရင်ကျွန်တော်တို့ကိုနိုင်ငံတကာကအားပေးတယ်လို့မရှိဘူးနောက်တစ်ခုကတော့ကျွန်တော်တို့အဖွဲ့တိုင်းကမိမိရဲ့ရည်တည်ချက်တွေနဲ့ကျွန်တော်တို့ရှိနေတယ်လို့ယုံကြည်တယ်ကျွန်တော်တို့ကိုယ်ရိုက်ကိုလည်းထုံကြီးကောင်းပါပဲတချို့ကကျွန်တော်တို့ကိုအနောက်နိုင်ငံကကူညီတယ်လို့တချို့ကပြောတယ်တချို့ကအရှေ့နိုင်ငံကလူတွေကူညီတယ်လို့လည်းပြောတယ်ဒါပေမဲ့တကယ်တမ်းကျွန်တော်တို့ကနှစ်ပေါင်း90ကျော် KIO ဟာမိမိရဲ့ခြေတော့ပုံမှာမိမိရပ်တည်ပြီးတော့ဘုသူစကားကိုမှနာခံဆရာမလို့ပဲနဲ့ရပ်တည်နေတဲ့အဖွဲ့ဖြစ်ပါတယ်လို့ပြောချင်ပါတယ်နောက်တစ်ခုမေးခွန်းကဦးတေစာနဲ့ဦးတေစာနဲ့ဘယ်လိုပတ်သက်တယ်လဲသူနဲ့တွေ့ဆုံလဲဆိုတာကြားပါတယ် KIO ကစက်ကြီးကောက်ခံတာရှိပါမလားဦးတေစာနဲ့တော့မပတ်သက်ပါဘူးလို့နော်တကယ်တော့ထူးကုမ္ပဏီနဲ့ကျွန်တော်တို့ KIO ကအခုမှတွေ့ကြတာမဟုတ်ပါဘူးအကြိမ်ပေါင်းအများကြီးတွေ့ခဲ့ပူပါတယ်ရန်ကုန်ကိုကျွန်တော်တွေ့တဲ့ခါကျတော့တည်င်းတွေကတိသွားပြီးတော့ဦးတေစာနဲ့တွေ့တယ်လို့တည်င်းထုတ်လိုက်တယ်အရေးကြီးတာကတော့ဘာဖြစ်လို့တွေ့တယ်လဲဆိုတော့အချက်ပဲဖြစ်ပါတယ်ထူးကုမ္ပဏီကချင်းပြည်နယ်မှာအလုပ်လုပ်တာကြာပါပြီလွန်ခဲ့တဲ့10နှစ်လောက်တုန်းကအစပြီးကျွန်တော်နဲ့အစပြီးထိတွေ့ခဲ့တာကတော့တက်ရင်9ဒေသမှာသူတို့တစ်ထုတ်လုပ်ရေးတွေလာလုပ်တယ်အဲ့တော့သူတို့ရဲ့တစ်ထုတ်လုပ်ရေးလုပ်ငန်းတွေကကျွန်တော်တို့ KIO ရဲ့ဒီတစ်တော်ဌာနရဲ့ဥပဒေတွေနဲ့မညီတဲ့အချက်တွေရှိတယ်အဲ့တော့အဲ့တုန်းကကျွန်တော်တို့နဲ့တွေ့တယ်မြချီနာဆက်ဆံရေးရုံးမှာဥတီစားနဲ့အခြားသောသူရဲ့ကုမ္ပဏီကဝန်ထမ်းများနဲ့တွေ့တယ်ကျွန်တော်စီကလည်းတကယ်အထက်ကြီးကောင်းဆောင်များနဲ့တွေ့တယ်ပြီးတော့တချို့ဟာတွေကအဲ့ဒီမှာကျွန်တော်ကတချို့ကတော့ဆက်ကြီးပြောတာပေါ့နော်ကျွန်တော်တော့အခွန်ကောက်တာပေါ့အဲ့လိုကိစ္စမျိုးမှာညှိနှိုင်းတာမျိုးတွေရှိပါတယ်ဘယ်လိုပဲပြောကျွန်တော်ကချင်းပြည်နယ်မှာကျွန်တော်တို့ရဲ့ဒေတာကိုဝင်ရောက်ပြီးမှစီးပွားရေးလုပ်ကိုင်တဲ့လူတွေစီမှာကျွန်တော်ကထိုက်တဲ့အခွန်ကောက်ပါတယ်အဲ့ဒါကိုအစိုးရကတော့မတရားငွေကြေးကောက်ခံတယ်လို့ပြောတယ်ကျွန်တော်တို့ဘက်ကတော့တရားတယ်လို့ယူဆလို့ကျွန်တော်တို့ကတောင်းတယ်အဲ့တော့ဒီလိုမျိုးကောက်တာရှိပါတယ်ဒီလိုဒီပါတဲ့နောက်မိကွန်းတစ်ခုကတော့အစိုးရဘက်မှယူဆောင်လာသော proposal ကိုတိုင်းဒေသအဖွဲ့မှလက်မခံနိုင်သောအချက်များသိရှိခွင့်ရှိပါကဖြေကြားပေးပါဗျာ2015ရွေးကောက်ပွဲပြီးပါကယခုဆောင်ရွက်နေသောငြိမ်းချမ်းရေးဆောင်ရွက်မှုကိုမိကဲတို့ဖြစ်စေနေပါတယ်အစိုးရဘက်ကနေယူလာတဲ့ဒီစာတမ်းပေါ်မှာတိုင်းဒေသဘက်ကလက်ခံဖို့ခက်ခဲတဲ့အချက်တွေအများကြီးရှိပါတယ်အဲ့ဒီအချက်တွေမှာတချို့အချက်များကိုပြောချင်ပါတယ်တကယ်တော့တည်တဲ့အချက်ဖြစ်ပါတယ်တည်ဖို့လည်းလိုအပ်ပါတယ်သို့တော်လည်းပဲကျွန်တော်တို့အချောတက်မလုပ်ရသေးခင်မှာကျွန်တော်ကအသေးစိတ်မပြောတာဖြစ်ပါတယ်သို့တော်လည်းပဲတချို့အရေးကြီးတဲ့အချက်များအရာပထမအချက်ကတော့ concept ပိုင်းဖြစ်ပါတယ်မြန်မာနိုင်ငံမှာ peace လို့ပြောတယ်ကျွန်တော်တို့ပြောတာက peace process လို့ပြောရမယ်အပြစ်ခရစီလက်မှတ်ထိုးလိုက်ရင်ငြိမ်းချမ်းရပြီလို့အစိုးရအဆက်ဆက်ကပြောတယ်ကျွန်တော်တို့ပြောတာက process ကိုပြောရမယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့ဒီအပြစ်ခရစီစာချုပ်လုပ်ပြီးရင်ဒီကျွန်တော်တို့တိုင်းဒေသလက်နက်ကိုင်အဖွဲ့တွေကအစိုးရရဲ့စကားကိုနားထောင်ရမယ်ဆိုတဲ့ concept ရှိတယ်အခုဒီတစ်ချိန် text မှာဘာပါလာတယ်ဆိုတော့အပြစ်ခရစီစာချုပ်ချုပ်ပြီးရင်နောက်လုပ်မဲ့ political framework ကိုအစိုးရကရေးဆွဲမယ်
ကျွန်တော်တို့ပြောတာကပူးတွဲကော်မတီဖွဲ့ပြီးရေးဆွဲမယ်ဒါပေမဲ့အစိုးရဘက်ကတင်ပြတာကအစိုးရကရေးဆွဲမယ် NCA ပြည့်ကြောင်းကိုအစိုးရကဆုံးဖြတ်မယ်ဆိုတဲ့အခါကျတော့ဒီလို concept မျိုးကြတော့ကျွန်တော်တို့ကလက်ခံရခက်ခဲပါတယ်နောက်တစ်ခုကတော့အတိအမှတ်ပြုမှုဖြစ်ပါတယ်အတိအမှတ်ပြုမှုမှာကျွန်တော်တို့ကိုအတိအမှတ်ပြုမှကျွန်တော်တို့ရဲ့တောင်းဆိုချက်များကအရာရောက်မှာဖြစ်ပါတယ်နောက်တစ်ခုအခက်ခဲကတော့ Federal ကိစ္စဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ EAO ဘက်ကနေတင်တဲ့စာတမ်းတွေမှာကျွန်တော် Federal လို့သုံးတယ်အစိုးရဘက်ကနေတင်တဲ့စာတမ်းမှာ Federal တစ်ခုမှမပါတော့တွေ့ရတယ်ဒီလိုအနေနဲ့အထင်နေထားမျိုးတွေရှိပါတယ်လက်တွေ့ပိုင်းအရာကတော့ကျွန်တော်တို့အသေးစိတ်မဆွေးနွေးရသေးပဲနဲ့အခုကတော့အခမ်းလိုက်ဒီ concept များကိုဦးစားပေးဆွေးနွေးနေတာဖြစ်ပါတယ်အဓိကအချက်များကတော့ဒီလိုအချက်ဖြစ်တယ်လို့ပြောချင်ပါတယ်2015နော်မိသွားတယ်ကျွန်တော်ကောင်းထဲမှာတိတ်မထည့်လို့ရွေးကောက်ပွဲဟာနိုင်ငံတကာအတွက်တိတ်အရေးကြီးပါတယ်ဒါပေမဲ့ကျွန်တော်တို့နိုင်ငံရဲ့ရွေးကောက်ပွဲမျိုးလူတွေကတိတ်စိတ်ဝင်စားပဲဖြစ်နေတယ်လေအံ့ဩစရာပဲဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့နားလည်တဲ့ရွေးကောက်ပွဲနဲ့အခုလက်ရှိဖြစ်နေတဲ့ရွေးကောက်ပွဲပုံစံတွေကတော်တော်ကွာခြားတယ်လို့မြင်တယ်ပြည်သူလူထုမှာအသိနိုင်ငံရေးအသိတွေနှဲပါနေတဲ့အခါမှာဒီရွေးကောက်ပွဲကိစ္စမျိုးကိုနားမလည်နိုင်ဘူးနားမလည်နိုင်တဲ့အခါမှာစိတ်ဝင်စားမှုကလည်းနည်းသွားပါတယ် TIO အနေနဲ့ကတော့2015ရွေးကောက်ပွဲကိုကျွန်တော်တို့ကနိုင်ငံအတွက်ဆောင်ရွက်နေတဲ့ရွေးကောက်ပွဲတစ်ခုအနေနဲ့မြင်တော်လည်းပဲကျွန်တော်တို့တိုင်းရင်းသားများဘက်ကတော့ပါဝင်မှုအဆင့်တစ်မရှိသေးဘူးလို့မြင်တယ်။ဘာဖြစ်လို့လဲဆိုတော့ရွေးကောက်ပွဲစနစ်ပုံစံကအစကျွန်တော်ကအများကြီးဆွေးနွေးဖို့လိုတယ်လို့မြင်တယ်။သို့တော်လည်းပဲဒီမိုကရေစီအရသွားနေတဲ့လမ်းကြောင်းတစ်ခုလုံးအပေါ်မှာအကောင်းမြင်တော်လည်းပဲတစ်ခုချင်းအလိုက်ဒီဖော်ဆောင်မှုမှာကတော့ကျွန်တော်တို့အားမရပါဘူး။2015ရဲ့နောက်ပိုင်းမှာဘာတွေဖြစ်လာမလဲလို့ကျွန်တော်တို့တစ်ခါလေးစဉ်းစားကြည့်တဲ့အခါမှာ2015ရွေးကောက်ပွဲပြီးလို့ရှိရင်အခြေခံဥပဒေပြင်ဆင်ရေးကိုအစိုးရကဘယ်လိုပုံစံလုပ်မလဲတကယ်တော့အခြေခံဥပဒေပြင်ဆင်ရေးဟာနိုင်ငံရဲ့အသက်သွေးကြောဖြစ်တယ်တကယ်လို့ဒါဒီအခြေခံဥပဒေပြင်ဆင်ရေးကိုကျွန်တော်တို့ဘယ်သူမှမပါဘဲနဲ့အစိုးရကတိုင်းရင်းသားတွေအားလုံးလက်ခံနိုင်တဲ့ပုံစံမျိုးနဲ့ပြင်ဆင်လို့ရှိရင်ကျွန်တော်တို့ကိုလက်မထိုးခိုင်းစရာတော့မလိုပါဘူးဒါပေမဲ့တကယ်ပဲပြင်ဆင်ရေးလုပ်မလားအခုချိန်မှာအတန်ထွက်နေတော့ပြင်ဆင်ရေးလုပ်မယ်လို့ပြောတယ်။ကောင်းပြီလွှတ်တော်ကပြင်တာကိုအစိုးရနဲ့တပ်မတော်ကတကယ်လိုက်နာမလားဆိုတဲ့နေခွန်းတွေကိုကျွန်တော်ကဒီလိုတော့ခက်သေးတယ်။ဘယ်လိုဖြစ်လာမလဲဆိုတာကိုကျွန်တော်တို့KIO ကတော့ဒါစောင့်ကြည့်နေလို့ရှိပါတယ်လို့ပြောချင်ပါတယ်။နောက်တစ်ခုလေးကတော့အမေရိကန်ရောက်တိုင်းရင်းသားလူငယ်များကိုဗိုလ်ချုပ်အနေနဲ့ဗာများမှားချင်ပါတယ်လူငယ်များလူငယ်များကိုကျွန်တော်ကတော့မှားစရာအများကြီးရှိတဲ့ဂျာကနေပြောတာကတော့အနာဂတ်အတွက်ကျွန်တော်တို့ကြိုတင်ပြင်ဆင်ဖို့ဖြစ်ပါတယ်ဒီကနေ့လူငယ်တွေဘာလုပ်နေတယ်လဲဆိုတာကိုကြည့်ရင်နောင်လာမယ့်အချိန်မှာကျွန်တော်တို့ဘာဖြစ်မလဲဆိုတာကိုဗီဒီယိုမင်းစရာမလိုပါဘူးဒီနေ့လူငယ်တွေစာဖတ်နေရင်ပညာတတ်တွေဖြစ်လာမယ်ဒီနေ့လူငယ်တွေစာမဖတ်ဘူးဆိုရင်ကျွန်တော်ရဲ့ရှေ့ရေးကတော့တွေးစရာမရှိဘူးဒါကြောင့်လူငယ်တွေကိုကျွန်တော်တို့အမြဲတမ်းပြောနေတာကတော့နောင်အနာဂတ်အတွက်ပြင်ဆင်ဖို့ပဲဖြစ်တယ်ရည်မှန်းချက်တွေထားဖို့ဖြစ်တယ်တပြိုင်တည်းမှာပဲမိမိရဲ့ရည်မှန်းချက်တွေကိုရည်မှန်းတယ်လို့ကျွန်တော်တို့ကအကောင့်ထဲမှာပေါ်နိုင်တဲ့အခါမှာစိတ်ကမကြပဲနဲ့ဘဝကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ဖို့ဖြစ်တယ်လူငယ်တွေဥပမာကျွန်တော်ပြောတာကဘယ်လိုပြင်ဆင်ရမလဲကျွန်တော်ရဲ့မိဘတွေကလမ်းညွှန်မှုပြရတယ်လို့လူငယ်များကလည်းမိမိအသိနဲ့ပြုလုပ်ဖို့လိုပါတယ်အခြေခံအဖြစ်ကတော့စာဖတ်ရမယ်ဒိုင်ယာရီရေးရမယ်ဥပမာပေါ့မိမိရဲ့ဒိုင်ယာရီကိုတစ်နှစ်မှတစ်ချိန်ပြပြီးသုံးတတ်တယ်ကျွန်တော်ဖတ်ဖို့တဲ့စာတွေမှာတမ္မအီဘရာဟီလင်ကသူ့ရဲ့ဒိုင်ယာရီကိုအများဖတ်နိုင်အောင်ပြတိုက်မှာထားတယ်လို့ဖတ်ဖို့တဲ့လူငယ်တွေပြောတယ်မင်းတို့ရဲ့ဒိုင်ယာရီကိုမင်းတငယ်ချင်းတို့တော့မင်းပြရဲသလားလို့ကျွန်တော်ကမေးတယ်ဒါမိမိရဲ့ကိုယ်ကိုမိမိစံချိန်တင်ကြည့်တာဖြစ်ပါတယ်နောက်တစ်ခုတော့လူငယ်တွေကျွန်တော်ပြောတာပြင်ဆင်မှုအနေနဲ့အရင်နည်းဆုံးတငယ်ချင်းအယောက်30ရဲ့နာမည်ကိုရေးထားကြည့်ပါလို့9နှစ်ကြာတိုင်းမှာပြန်ပြီးသုံးသပ်ကြည့်ပါဘယ်သူကဘယ်နေရာမှာရောက်နေတယ်လဲကိုယ့်ရဲ့တငယ်ချင်းကဆယ်တန်းအောင်သွားပြီကိုက10တန်းမှာကြာနေတော့တငယ်ချင်းကဆရာဝန်ဖြစ်နေတယ်ကိုကလူနာသွားလုပ်ရတယ်များဖြစ်နေသလားပေါ့နော်
ဒီလိုနည်းနဲ့မိမိကိုယ်ကိုမိမိပြဖန်သုံးတတ်ပါနောက်ပြီးလူငယ်လို့ပြောတဲ့အခါမှာလို့ကျွန်တော်တို့စီမှာတော့အခုခစ်စားနေတာပေါ့အသက်35နှစ်နဲ့လူငယ်ပဲလူငယ်ကောင်းဆောင်ဆရာတော်တူးမုံတော့မှလူငယ်ထဲမှာပါသေးတယ်လို့ပြောတယ်မေးကြည့်တာဒီကနေ့ကျွန်တော်တို့လူငယ်တွေကိုပြောနေတာကလူငယ်လို့ပြောတာကိုကိုယ့်ကိုယ်ကိုပြန်ဆက်စစ်ပါလူငယ်ကောင်းဆောင်များအနေနဲ့ကလည်းလူငယ်ဆိုတဲ့အတိတ်ပဲဖွင့်ဆိုချက်ကိုအချင်းချင်းပြန်ဝင်ငါပါနောက်တစ်ခုကလူငယ်ကောင်းဆောင်များကိုကျွန်တော်မှားနေတာကမိမိရဲ့လူငယ်များကိုစနေနေ့ညကွာရလက်ချက်နဲ့နေရာတင်းငယ်တွေနဲ့ church မှာအကြည့်ရုံနဲ့မပြီးပါဘူးလူငယ်များရဲ့အိမ်ခန်းကိုရောက်တဲ့အထိလိုက်ကြည့်ပါလို့ကျွန်တော်ပြောနေတယ်ဒီအချိန်မှာလူငယ်များဟာအချင်းချင်းလက်တွဲပြီးတော့ဘဝတက်ပြီးဖို့လိုအပ်တဲ့အချိန်ဖြစ်တယ်မူကြီးစေဝါစသဖြင့်အခြားသောကိစ္စတွေအများကြီးနဲ့အကျုံတွေ့နေရတဲ့အချိန်ဖြစ်တော့လူငယ်ကောင်းဆောင်များကိုလည်းလက်တွဲပြီးတော့လူငယ်များကိုအိတ်ခမ်းထက်ထိလိုက်ကြည့်ပါလို့ပြောတယ်နောက်တစ်ခုကတော့လူငယ်ကောင်းဆောင်များကိုကျွန်တော်ပြောနေတာကတော့တစုံတစ်ခုကိုတည်တည်ချာချာမသိဘဲနဲ့မပြောမိဘူးဖြစ်ပါတယ်ဥပမာကျွန်တော်ကချင်လူငယ်ကောင်းဆောင်များတော်များများကောင်းဆောင်လို့ပြောတာတော့မှတော့ထိပ်ပြီးပိုင်းကောင်းဆောင်များကိုကျွန်တော်2008အခြေခံဥပဒေစာချမ်းစပြီးထွက်တဲ့အခါမှာစီဝေလုပ်တဲ့ဆရာဗစ်တာပါတယ်လို့ထင်တယ်ကျွန်တော်အဲ့တော့ကဘယ်လိုကြာပါတယ်တကယ်လူငယ်ကောင်းဆောင်တွေအယောက်30ကိုကျွန်တော်မေးတယ်2008အခြေခံဥပဒေကောင်းသလားလို့မေးရင်မကောင်းဘူးလို့အားလုံးဖြေတယ်ဖတ်ပြီးပြီလားလို့မေးဘယ်သူမှမဖတ်သေးဘူးအဲ့တော့ကျွန်တော်မေးတာကမဖတ်ဘဲနဲ့ဘာလို့မကောင်းဘူးလို့ပြောရတယ်လို့ကျွန်တော်ကပြောတယ်တာမန်လူငယ်တယောက်အနေနဲ့မကောင်းဘူးလို့ပြောတာကိုလက်ခံနိုင်ပေမဲ့လူငယ်ကောင်းဆောင်များအနေနဲ့ကတော့ဖတ်ကြည့်တဲ့နဲ့ဖတ်ပြီးရင်ဘယ်နေရာမှာမကောင်းဘူးဆိုတာသိသိမှလည်းနောက်တစ်ဆင့်အနေနဲ့ကကောင်းအောင်ဘယ်လိုလုပ်ရမလဲဆိုတော့လမ်းရှာတဲ့တယ်လို့ပြောပါတယ်ဒါကြောင့်မလို့ဒီကနေ့လူငယ်များကိုကျွန်တော်မှာချင်တဲ့အပိုင်းကတော့မိမိကိုမိမိပြင်ဆင်ဖို့ဖြစ်တယ်ကျွန်တော်တို့ကချင်လူငယ်များကိုကျွန်တော်တို့ပြောနေတဲ့အချက်၃ချက်ကိုကျွန်တော်ဒီညမှာလည်းဝင်ငှချင်တယ်ကျွန်တော်တို့ကကိုယ့်ရဲ့လူမျိုးအရေးကိုလုပ်ကြတယ်အဲ့တော့မျိုးချစ်စိတ်လို့ပြောတဲ့အခါမှာအားလုံးတယောက်နဲ့တယောက်တန်တရားမရှိကြဘူးဖြစ်တယ်အမေရိကမှာနေတဲ့ကချင်တယောက်နဲ့ကျွန်တော်တို့ပူတာဝမှာနေတဲ့ကချင်တယောက်ရဲ့မျိုးချစ်စိတ်ကအတူတူရှိတယ်ဆိုတော့ယုံကြည်ဖို့လိုအပ်တယ်ဒုတိယအချက်ကမိမိရောက်ရှိတဲ့နေရာမှာမိမိရဲ့လုံငါအပေါ်မှာအခြေပြုပြီးတော့အမျိုးသားရေးတောင်းကိုထမ်းဆောင်ကြပါလို့ပြောတယ်တတိယအချက်အနေနဲ့တော့အမျိုးသားရေးတောင်းကိုလှုပ်ဆောင်တဲ့အခါမှာအဆက်မပြတ်လုပ်နေဖို့လိုပါတယ်။အရာဝတ္တင်မြစ်ကြီးဘယ်မှာမှရက်နေတာမရှိဘူးလို့ကျွန်တော်ပြောတယ်။ဒါကြောင့်မလို့ဒီပုံစံမျိုးနဲ့အဆက်မပြတ်လုပ်ဖို့လိုအပ်တယ်လို့ဒီအချက်၃ခုကိုကျွန်တော်ကချင်လူငယ်များကိုနှိုးဆော်လက်ရှိတယ်လို့ပြောချင်ပါတယ်။တချို့မိကွန်းလေးတွေတော့ပူချုပ်ဖြေသွားတဲ့အပိုင်းလေးတွေပါတဲ့အတွက်ကြောင့်ကျွန်တော်တို့ဥစားပေါ်တယ်ထပ်ဖြေဖို့ဘယ်လိုလုပ်ဘူးလို့ယူဆတဲ့အတွက်ကြောင့်တချို့ဟာလည်းကျွန်တော်တို့ကြော်သွားပါမယ်အဲ့ဒါမေးတဲ့ပုဂ္ဂိုလ်များအနေနဲ့လည်းသဘောပေါက်ဖို့ဥစားပေါ်ရှင်းလင်းပြောကြလို့ပါတယ်အပြစ်ခတ်ရဆဲရေးဆွေးနွေးပြီးတဲ့နောက်ပိုင်းမှာကချင်ပြည်နယ်မှာတရက်တောင်ကြာဘူးတိုက်ပွဲတွေဆက်ဖြစ်နေတယ်တအားရှမ်းပြည်နယ်မှာဖြစ်နေစေကြာတဲ့ကန်တိုင်းရင်းသားများစောင့်ကြည့်အောင်မယ်လို့လားတိုင်းရင်းသားအားလုံးငြိမ်းချမ်းရေးလက်မှတ်ရေးထိုးပြီးမငြိမ်းချမ်းနိုင်မဲ့ဖြစ်နေသလားအဲ့ဒီကိစ္စကတော်တော်ခက်တယ်ပြောရင်တစ်ဖက်ကိုလည်းအပြစ်တင်တယ်လို့ပြောရမှာဖြစ်တော့ခက်တယ်ဗျကျွန်တော်ဒုက္ခဘုသူကြီးမလာကပြောတယ်လေလူဆိုတော့အမြဲတမ်းအတင်းပြောရတာပဲတဲ့တေးဥဆရာလေးတော်မှာတဲ့ church မှာတဲ့စာတန်မကောင်းဘူးလို့ပြောရတာပဲတဲ့အဲ့တော့ကျွန်တော်ကအတင်းပြောလို့ဖြစ်နေမှာလဲစိုးရိမ်တယ်ဒါနဲ့ဒီမိကုကိုမဖြေကျွန်တော်တို့ကလည်းမှားတယ်လို့ဖြစ်မှာလဲစိုးရိမ်တယ်တကယ်တော့ကျွန်တော်အဖွဲ့အသီးသီးကဒီအဖြစ်ခရစီးတဲ့စူးစမ်းဖြစ်လာတာ3နှစ်လောက်ရှိပြီတချို့ကလက်မှတ်ထိုးခဲ့ကြတယ်တချို့ကလက်မှတ်မထိုးနိုင်သေးဘူးလက်မှတ်ထိုးပြီးတဲ့အဖွဲ့တွေကလည်းဂတိတွေအများကြီးရခဲ့တယ်တချို့ကသမဏနဲ့တွေ့တယ်ကာကွယ်ဦးစီးချုပ်နဲ့တွေ့တယ်ဒုချုပ်နဲ့တွေ့တယ်ခေါင်းဆောင်တွေအများကြီးနဲ့တွေ့တယ်ဂတိတွေအများကြီးရတယ်ကျွန်တော်အဖွဲ့မှာလည်းဂတိနည်းနည်းပါးပါးရခဲ့တယ်တို့တော်လည်းပဲ
အခုကျွန်တော်ရဲ့ NCA text မှာဒီဂတိတွေပါမလာဘူးပြီးတော့တိုက်ပွဲတွေဆက်ဖြစ်တယ်တိုက်ပွဲတွေကိုရှော့ချမယ်လို့ပြောတယ်သို့တော်လည်းပဲတိုက်ပွဲတွေဆက်ဖြစ်နေတယ်ဒါကဘာကိုပြတယ်လဲလို့ကျွန်တော်သုံးသပ်ကြည့်တဲ့အခါမှာအပြန်အလှန်ဂတိကိုဘယ်သူကတာဝန်ယူမလဲဆိုတဲ့အချက်ဖြစ်ပါတယ်ဒုတိယအချက်ကတစ်ဖက်နဲ့တစ်ဖက်တွန်းအားပေးတဲ့ဖိအားပေးတဲ့သဘောမျိုးတွေပါပါတယ်ဒီထိုးစစ်ကိုနည်းနည်းလုပ်လိုက်ရင်တော့ဒီတအားဖွဲ့နဲ့ KIO ဘက်ကအလွယ်တကူများလက်မှတ်ထိုးမလားဆိုတဲ့အပိုင်းလည်းပါပါတယ်ဒါကြောင့်ခုနကျွန်တော်ပြောတာကျွန်တော်တို့က NCA အတွက်စူးစမ်းနေတဲ့အချိန်ဖြစ်တဲ့ခါမှာဒီလိုမလုပ်ပါနဲ့စီရေးအရာဖိအားပေးရင်ကျွန်တော်ကလက်မှတ်ထိုးမှာမဟုတ်ဘူးလို့ပြောရတဲ့အနေအထားဖြစ်ပါတယ်ဒါကြောင့်မလို့တစ်ဖက်ကနေကြည့်လို့ရှိရင်တော့ဒီအကောင့်မြင်ဆိုရင်ဒီ NCA အများဖြစ်အောင်တွန်းအားပေးတယ်ပေါ့ဗျာအားပေးတယ်ဆိုတဲ့ပုံစံနဲ့ဖြစ်မှာပါသို့တော်လည်းပဲတိုက်ပွဲတွေဖြစ်နေတော့မကောင်းပါဘူးဒီလိုမဖြစ်အောင်စူးစမ်းနေရင်ကနေတိုက်ပွဲတွေဖြစ်လာတယ်ဆိုတာကဒီ process အားလုံးကိုနှောင့်နှေးစေပါတယ်လို့ပဲဖြေချခြင်းပါတယ်နောက်တစ်ခုကတော့ဘုချုပ်တစ်ခါလေးစိတ်ပြင်းမှန်းတဲ့အချိန်မှာဘယ်လိုအားယူပါတယ်လဲအားယူတဲ့နည်းတွေတော်တော်များတယ်တခါတလေမှာကျွန်တော်ကကိုယ့်ရဲ့စိတ်ကိုအပန်းဖြေဖို့လိုတယ်တိုက်ပွဲတွေစပြီးဖြစ်တော့မယ်လို့ခံမှန်းလို့ရတဲ့အချိန်မှာကျွန်တော်စဉ်းစားကြည့်လိုက်ကျွန်တော်တို့ KIO ကဘယ်လောက်ခံနိုင်မလဲကျွန်တော်ကိုယ်တိုင်ကတော့ဘယ်နည်းများအေးရပြတ်ခံနိုင်မလဲလို့ကျွန်တော်စဉ်းစားကြည့်လိုက်ဒါပေမဲ့အရင်ကဆယ်တန်းဖြေတော့ငါအကြာကြီးအေးရပြတ်ခံခဲ့တာပဲလို့ပြန်တတိယလိုက်တဲ့ခါမှာတော့အင်အားရပါတယ်နောက်ပြီးတော့မိတ်ဆွေတငယ်ချင်းများရဲ့အားပေးမှုကလည်းကျွန်တော်တို့ကိုခွန်အားဖြစ်စေတယ်မင်းကိုစုတောင်းပေးနေတယ်နော်ပြောတယ်ခွန်အားရပါတယ်အားလုံးရဲ့စုတောင်းတန်တွေပေါ့နော်ကျွန်တော်ခွန်အားရတယ်ပြီးတော့အထူးသဖြင့်ကတော့ကျွန်တော်ကျွန်တော်မိမိယုံကြည်တဲ့ဘုရားသခင်ပေါ်မှာအားကိုးစွာနဲ့စုတောင်းရင်ခွန်အားရတယ်ဒါကြောင့်တစ်ခါလေကျွန်တော်ပြောတာကိုဘာမှမတတ်နိုင်ဘာမှပြောတဲ့ဘုရားသခင်ကြီးခင်ဗျားတာဝန်ပဲလို့ကျွန်တော်ကတော့ပုံကပေးလိုက်ဒီကနေ့ကျွန်တော်ရဲ့ KIO ရဲ့လုပ်ငန်းစဉ်တွေကိုပြန်သုံးသပ်တဲ့အခါမှာကျွန်တော်တက်တည်တော်တော်များများတွေ့ရတယ်အဲ့ဒီလိုတက်တည်များကိုတွေ့ရတဲ့အခါမှာကျွန်တော်ခွန်အားရတယ်တိုင်ပင်အများကြီးကျွန်တော်တွေ့တယ်ကျွန်တော်ကချင်လိုစံစာဆိုရင်နည်းနည်းပို့ပြီးရှင်းတယ်ပြောရတာဖျားသခင်အိတ်နေတာမဟုတ်ဘူးလို့ကချင်စမ်းကြအောင်စမ်းစာမှာပါတယ်ဒါပေမဲ့အိတ်နေတာနဲ့အိတ်ငိုက်တာနဲ့စကလုံးကတူတယ်အဲ့တော့အိတ်နေတယ်မပြောအိတ်တောင်မအိတ်ငိုက်ဘူးလို့ဘုရားသခင်ကအမြဲတမ်းကြည့်နေတယ်ဘလောက်ကြည့်ကျွန်တော်တိုင်ပင်နေသွားပြီးကြိုက်တယ်လေဆိုတော့ကျွန်တော် KIO ကိုအရင်ကတိတ်မသိကြဘူးဘာကြောင့်အောင်ဆုံးကျွန်တော်ဒီဥက္ကဋ္ဌဘုချုပ်ချင်းဘန်လာခီးထွက်ပြီးမှအိန္ဒိယကိုသွားတဲ့အခါမှာအိန္ဒိယမှာရှိတဲ့တာဝန်ရှိတဲ့အစိုးရတွေကမသိကြဘူးတဲ့ဧည့်သည်လာမယ်ပေါ့အဲ့တော့ KIO လို့ပြောတော့အဲ့ဒီကအခန်းထဲလူတွေကမသိဘူးအဲ့ချိန်မှာ BBC ဖွင့်ထားတာကျွန်တော်ကအဲ့ချိန်မှာတက်ရင်စစ်တက်မှာမနှောကနေတာကျွန်တော်တက်ကအဲ့တော့အဲ့ဒီတင်းကလာရောအဲ့ဟိုမှာအဲ့ဒီအဖွဲပဲလို့ပြောတယ်လေအဲ့တော့တိုင်မင်ကတော်တော်ကြိုက်တယ်အခုလည်းကျွန်တော်ဒီလိုလာတဲ့အခါမှာ security council ရဲ့အစည်းအဝေးနဲ့အန်ကြဖြစ်တယ်ကျွန်တော်က19ရက်နေ့မစ္စတာနမီယာကိုတော့ပြီးတွေ့တဲ့အခါမှာအဲ့ဒီနေ့မှာပဲ security council ရဲ့အားရှိတယ်ဒါကြောင့်မလို့ဒီလိုခွန်အားကိုကျွန်တော်တို့ရပါတယ်ဒါကြောင့်မို့မိတ်ဆွေများရဲ့အားပေးမှုနဲ့ဘုရားသခင်ရဲ့ကျွန်တော်တို့ကိုလမ်းပြတဲ့ကောင်းချီးများကိုပြန်ပြီးစဉ်းစားပြီးခွန်အားရပါတယ်လို့ပြောချင်ပါတယ်UWSA နဲ့တိုင်းရင်းသားဆက်ဆံမှုရှိပါသလားရှိပါတယ်အထူးသဖြင့်ကျွန်တော်တို့ KIO နဲ့ကတော့UWSP နဲ့ကျွန်တော်တို့ပို့ပြီးမှနိစ္စတယ်ကျွန်တော်ထင်တာကျွန်တော်ချင်းတဲ့ကချင်ကြားမှာသူတို့ဝါအများရှိသလားတော့မသိဘူးသူတို့လည်းညီကိုတော်တယ်လို့ပြောတယ်ပြန်စဉ်းစားကြည့်လိုက်လို့ရှိရင်ဖြစ်လည်းဖြစ်နိုင်တယ်အဲ့တော့သူတို့နဲ့ကကျွန်တော်ဆက်ဆံရေးတော်တော်များများရှိတယ်အထူးသဖြင့်ဒီကျွန်တော်တို့ဗမာပြည်ကွန်မြူနစ်ပါတီကနေစပြီးသူတို့ခွဲထွက်ပြီးမှရက်တည်လာတဲ့အချိန်မှာသူတို့နဲ့ကျွန်တော်တို့အပြန်အလှန်နားလည်မှုနဲ့ပေါင်းတင်ခဲ့တာဒီကနေ့အထိပါပဲဒါကြောင့်ဆက်သွယ်ရှိပါတယ်သူတို့ရဲ့ခံစားချက်တွေလည်းကျွန်တော်တို့သိတယ်အနေအထားတွေလည်းကျွန်တော်သိတယ်
ကျွန်တော်တို့ရဲ့ခန်းစားချက်နဲ့အနေထားတွေတို့သိပါတယ်လို့ပြောချင်ပါတယ် နောက်တစ်ခုက KIO နဲ့စကုံတင်ရင်တို့အဖွဲ့ဟာဘာများခြားနာပါတယ်လဲ အရင်တုန်းကတော့ဟိုးအရင်စပြီးတည်ထောင်ခဲ့တဲ့အခါမှာတော့မခြားနာဘူးတစ်ဖွဲ့ပဲအဲ့ဒီနောက်ကတော့ခြားနာသွားတာဦးစကုံတင်ရင်ဦးဆောင်တဲ့အဖွဲ့ကဒီဗမာပြည်ကွန်မြူနစ်ပါတီဘက်ကိုရောက်သွားတယ်ရောက်သွားတဲ့အစလမ်းကလည်းအရင်ကျတော့ဘာမှမဟုတ်ဆုံးဗမာပြည်ကွန်မြူနစ်ပါတီမှာတွားပြီးမှအခုရောက်တဲ့အခါမှာတစ်ဖက်နဲ့တစ်ဖက်အစင်မပြေလို့ပြန်ခဲ့ရတယ်အဲ့ဒီနောက်ပိုင်းမှာဦးစကုံတင်ရင်တို့အဖွဲ့ကဒီကွန်မြူနစ်ပါတီရဲ့စစ်စစ်မှုနဲ့ဗမာပြည်ကွန်မြူနစ်ပါတီကိုရောက်သွားတယ်အဲ့ဒီနောက်ပိုင်းမှာဗမာပြည်ကွန်မြူနစ်ပါတီပြိုကွဲသွားတဲ့အခါမှာတော့သူတို့က NDAK ဆိုတဲ့နာမည်နဲ့ရပ်တည်ခဲ့တယ်အဲ့ဒီနောက်ပိုင်းမှာBGF အနေနဲ့ပြောင်းလဲပြီးမှရပ်တည်ခဲ့တယ်သို့တော်လည်းအခုတော့ဦးစကုံတင်ရင်အနေနဲ့တော့လွတ်တော်အပတ်အနေနဲ့နေတာဖြစ်ပါတယ်ဒါကြောင့်မို့လို့အခုတော့ NDAK ဆိုတာမရှိတော့ဘဲနဲ့ NDAK ကို BGF ဆိုပြီးမှပြောင်းလဲပြီးမှနေတာဖြစ်ပါတယ်ဒါကြောင့်မို့လို့နိုင်ငံရေးအရာကောလှုပ်ဆောင်တဲ့အချက်အရာကောပွားချမှုရှိတယ်လို့ပြောချင်ပါတယ်နောက်တစ်ခုကတော့ဆရာမအနေနဲ့ဖြေချပေးဖို့ဖြစ်ပါတယ်သူတို့မေးတဲ့မေးခွန်းတွေမှာအပြစ်ခတ်ရစဲရေးဆွေးနွေးပွဲမှာShalom Foundation နဲ့ KIO ဘယ်လိုအတူလက်တွဲဆောင်ရွက်ရှိပါလဲ Shalom Foundation Shalom Foundation ရဲ့အနေထားနည်းနည်းလေးပြောပြရှင်းပြပေးပါအဲ့တော့ဆရာမပြောတဲ့ချိန်ကျမှပဲပြန်ဖြေချမလားဟုတ်ကဲ့ဟုတ်နောက်တစ်ခုကတော့စစ်မှန်တဲ့နိုင်ငံရေးဆွေးနွေးပွဲဘယ်တော့စနိုင်မယ်လို့ထင်ပါတယ်အဲ့ဒါကျွန်တော်လည်းသိချင်နေတာပဲဗျာခဏမေးနေတာတနေ့ပဲကတင်တဲ့ပုတ်ကျွန်တော်တွေ့တယ်တချို့တွေ့မှာပါ website မှာနိုင်ငံတော်သမ္မတကရင်ဝတ်စုံအကြီးကြီးနဲ့ထိုင်ကြတယ်KNU ကခါကရင်ဝတ်စုံနဲ့တေးသေးလေးနဲ့ထိုင်ကြတယ်ပြင်သမ္မတကပြောတယ် negotiation ဆိုတာတဲ့ give and take you give I take okay next question အဲ့ဒီအနေထားမျိုးမှာတော့စစ်မှန်တဲ့